မင်္ဂလာပါဒေါက်တာဝမ်ရဲ့ Warm Space ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်မဘာကြောင့်လဲပြောချင်တယ်ဆိုလို့ရှင်စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးပြောချင်တယ်အဲ့တော့စိတ်ကျန်းမာရေးလို့ဆိုတဲ့နေရာမှာကျမတို့တွေကခန္ဓာကိုယ်ကျန်းမာရေးအတွက်ဆိုလို့ရှင်ကျမတို့အစားအသောက်တွေကိုရွေးချယ်စားသောက်တယ်နောက်လေ့ကျင့်ခန်းတွေပေါ့နော်လေ့ကျင့်ခန်းတွေတင့်တော်တဲ့လေ့ကျင့်ခန်းတွေကိုလုပ်တယ်ဒါဆိုရင်တော့ကျန်းမာရေးကောင်းနေပြီပေါ့ခန္ဓာကိုယ်ကြီးကောင်းနေပြီလို့ယူဆတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ငါရဲ့စိတ်ကျန်းမာရေးအောင်တကယ်တမ်းပြည့်စုံလုံလောက်ပါရဲ့လားလို့မေးခွန်းမေးဘူးပါသလားပေါ့အဲ့တော့ကျမတို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီးတော့ပြောထားတဲ့ဒီဘက်ဖွင့်ဆိုချက်လေးနဲ့ပဲကျမစလိုက်မယ်အဲ့တော့စိတ်ကျန်းမာရေးဆိုတာကစိတ်ယောဂါမရှိုံတသက်ပဲမဟုတ်ပါဘူးတဲ့အဲ့တော့ကျမတို့လူတွေဟာတစ်နေ့တာအတွက်လုံးကန်လှုပ်ရှားတဲ့အခါမှာစိတ်ဖိစီးမှုတွေရှိတယ်အဲဒီစိတ်ဖိစီးမှုတွေရှိလာခဲ့လို့ရှိရင်အကောင်းဆုံးဘယ်လိုကင်တွယ်နိုင်တယ်လဲနောက်တစ်ခုကကြတော့ကိုယ့်ရဲ့စွမ်းရည်တွေကိုเนาะပြပြဝဝဘယ်လိုဖော်ထုတ်နိုင်တယ်လဲအလုပ်ကိုင်မှာပဲဖြစ်ဖြစ်ပညာရေးပိုင်းမှာပဲဖြစ်ဖြစ်ပေါ့เนาะအကောင်းဆုံးစွမ်းဆောင်နိုင်ပြီးတဲ့အခါကျရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့ပတ်ဝန်းကျင်ကိုဘယ်လိုအကျိုးပြုပေးနိုင်တယ်လဲအဲ့တော့အဲ့လိုအရာတွေနဲ့ပြည့်စုံနေဆိုလို့ရှိရင်เนาะစိတ်ပိုင်းဆိုင်ရာမှာပြည့်စုံကောင်းမွန်တဲ့အခြေအနေလို့ပြောလို့ရပါတယ်အဲ့တော့ကိုပြန်မေးကြည့်လို့ရတယ်အဲ့တော့ကျမတို့တွေအကြောင်းအရာတွေမရှိဘဲနဲ့ပေါ့နော်ညဘက်တွေမှာဆိုလို့ရှိရင်အိတ်မပျော်ဘူးအတွေးတွေလွန်နေတယ်နောက်တစ်ခုကကျတော့စိတ်တွေအရန်စိတ်တူလွယ်ပြီးတဲ့အခါမှာစိတ်တွေကအရန်ကိုပင်ပန်းနွမ်းနေနေတဲ့ခံစားချက်တွေကိုခံစားနေရတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကဒါကကိုဟာအနားယူဖို့လိုအပ်နေပြီဆိုတဲ့ဟာကိုအချက်ပေးနေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ဒီရုပ်ပိုင်းဆိုင်ရာပေါ့နော်ခန္ဓာကိုယ်မှာဖျားလာတယ်ဆိုလို့ရှိရင်တော့ဆေးတောက်ကြတယ်လို့ပဲကျမတို့စိတ်တွေပင်ပန်းနွမ်းနေပြီဆိုလို့ရှိရင်လည်းကျမတို့စိတ်ကိုပြန်ပြီးတော့ပြုစုစောင့်ရှောက်ပေးဖို့အတွက်လိုအပ်ပါတယ်။ဒါကြောင့်အရာရာတိုင်းကိုပေါ့နော်တယောက်တည်းကြိတ်မှိတ်ပြီးတော့ခံစားမနေပါနဲ့။မကြခင်မှာလည်းကျမတို့ရဲ့ warm space ကနေပြီးတော့ဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စိတ်ပင်ပန်းမှုတွေနော်အဲ့ဒါတွေကိုပြန်ပြီးတော့စိတ်အေးချမ်းမှုတွေရရှိအောင်ပေါ့နော်ဘယ်လိုမျိုးသွားမလဲဆိုတော့နော်တိုင်ပင်ဆွေးနွေးလို့ရမယ့်နေရာလေးပေါ့နော် mental well-being consulting service လေးတစ်ခု counseling service လေးတစ်ခုမိတ်ဆက်သွားပေးဖို့ရှိပါတယ်အဲ့တော့ကျမတို့အဲ့လိုမျိုးအကြောင်းအရာတွေကိုပေါ့နော်သိရအောင်ကျမတို့ရဲ့ warm space ကို follow လုပ်ထားဖို့မမေ့ပါနဲ့အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲဒီနေ့ဗီဒီယိုမှာကိုယ့်အတွက်အကျိုးစုံတရားရရှိစေခဲ့တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ community ကို sharing လုပ်ခြင်းအပြင်ကူညီပေးနိုင်ပါတယ်ဒေါက်တာဝမ်ရဲ့ warm space ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်